Hello မင်္ဂလာပါဒီပေါ့နော်နှစ်ကြိမ်ထက်ပြောရတဲ့စကားလုံးလေးတွေပေါ့နှစ်ကြိမ်ထက်ဆိုတာဘာလဲဆိုရင်ဥပမာမြန်မာစကားမှာလည်းပြောကြတယ်ဘယ်လိုမျိုးကနှစ်ကြိမ်ထက်လဲဆိုရင်လှလှပပလို့တန်တန်ရှင်းရှင်းလို့တီတီချာချာလှုပ်လို့တီတီချာချာပေါ့ဒီလိုမျိုးတော့မြန်မာစကားမှာတော့နှစ်ကြိမ်ထက်စကားတွေရှိတယ်ဆိုရင်တရုတ်မှာလည်းနှစ်ကြိမ်ထက်စကားတွေရှိပါတယ်ဒါဆိုရင်လေ့လာကြည့်ကြရအောင်နမူနာမှာကတန်တန်ရှင်းရှင်းလို့ပြောထားတန်တန်ရှင်းရှင်းကဘယ်ကနေလာလဲဆိုရင်တန့်ရှင်းကနေလာတာဒါဆိုရင်တန့်ရှင်းတာကိုကန်းကျင်လို့ခေါ်တယ်ဒါဆိုရင်နှစ်ကြိမ်ထက်ပြောမယ်ဆိုရင်ကန်းကန်းကျင်ကျင်လို့ပြောရပါတယ်နောက်တစ်ခုဝမ်းတာတယ်ဒါဆိုရင်ဝမ်းဝမ်းတာတာကြိုဆိုပါဒါလိုမျိုးတွေဆိုရင်ဝမ်းဝမ်းတာတာဆိုရင်ဝမ်းတာတွေကလာတယ်ဒါဆိုရင်ဝမ်းတာတာကောင်းရှင်းဒါဆိုဝမ်းဝမ်းတာတာဆိုတော့ကောင်းကောင်းရှင်းရှင်းနောက်တစ်ခုပျော်ပျော်ရွှင်ရွှင်ပျော်ရွှင်ရနေလာတယ်ပျော်ရွှင်တာကခိုင်ရှင်းဒါဆိုရင်နှစ်ကြိမ်ထက်ပြောတော့ခိုင်ခိုင်ရှင်းရှင်းနောက်တစ်ခုတေချာတယ်ဗောနော်တေချာတယ်ဆိုတာဟိုလိုမျိုးတေချာတာတော့မဟုတ်ဘောနော်အာယုံဆုဆိုင်ပြီးတော့တေတေချာချာလှုပ်ဆိုတဲ့စကားမျိုးကိုပြောတာပါဒါဆိုတော့တေချာတယ်ဆိုတာ认真ကနေလာတယ်ဒါဆိုရင်认真真တေတေချာချာနော်နောက်တစ်ခုရှင်းရှင်းလင်းလင်းသိရမယ်ဒီကိစ္စကိုဒီလိုမျိုးတွေမှာရှင်းလင်းဆိုတာချင်းချူဒါဆိုရင်သူ့ကိုနှစ်ကြိမ်ထက်ပြောတော့ချင်းချင်းချူချူနောက်တစ်ခုစီကားတယ်ဒါကိုစီစီကားကားပွဲချင်းပါမယ်စီစီကားကားလောက်ကြမယ်ဒါဆိုတရုတ်မှာလည်းဒီတိုင်းပဲပြောလို့ရတယ်ရက်ရက်နောက်နောက်စီစီကားကားနောက်တစ်ခုရက်ရက်ရောရောရက်ရောတွေကနေလာတယ်ဒါဆိုရင်ရက်ရက်ရောရောဆိုရင်ရက်ရောတာကတာဖန်ရက်ရက်ရောရောဆိုရင်တာတာဖန်ဖန်ဒါကတော့နှစ်ကြိမ်ထက်စကားလုံးလေးကိုထုတ်ပေးထားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာနောက်ထပ်နှစ်ကြိမ်ထက်စကားလုံးလေးတွေကိုဝေမျှပေးပါမယ်ဘိုင်ဘိုင်